မင်္ဂလာပါခင်ဗျာဒီနေ့တော့ငနုတန်းဟင်းလေးချက်ပါမယ်ခင်ဗျာငနုတန်း9ဟင်းချက်ဖို့အတွက်ကြက်သွန်ဖြူနီမကြီးရည်ပင်စိမ်းတို့လိုပါမယ်ခင်ဗျာထုံးစံအတိုင်းပဲ9ဟင်းချက်ဖို့အတွက်စီတက်ပါမယ်ခင်ဗျာကြက်သွန်လေးညှိုးအောင်စီတက်ပြီးအရသာမှုန့်စားခါလဲထည့်ပါမယ်စီတက်တာကြက်သွန်လေးတွေညှိုးပြီဆိုရင်တော့ငါးထည့်ပါမယ်ငနုတန်းငါးလေးတွေကနူးညံ့တာဖြစ်တဲ့အတွက်ရမ်းမှွေလို့မရပါဘူးခင်ဗျာငါးထည့်ပြီးနှင်းနှမ်းပြောင်းလောက်တဲ့အနေထားဆိုရင်ကျွန်တော်တို့မြကြီးရည်လေးထည့်ပါမယ်ကျွန်တော်တို့အဖုံးလေးအုပ်ပြီးတော့10မိနစ်လောက်ထားပါမယ်စီပြန်ရည်ကြံအနေထားလေးရောက်ရင်တော့ရှမ်းတဲ့နာမည်လေးထည့်လိုက်ရင်တော့ငါးဟင်းလေးကတော်တော်အဆင်ပြေနေပါပြီရှမ်းနံအရွက်လေးမှုေးလာပြီဆိုရင်တော့ငါးဟင်းလေးတစ်ခွက်ရပါပြီ။ဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။